ရဲ့အိတ်ထဲကထွက်လာတဲ့မတုံးထားတဲ့တင်းထားတဲ့ပတ်စံအမွေနစ်ကလေးတစ်ချက်တန်နေစားပြီးတော့ရှိအနောက်ကဒီလိုမျိုးပုံစံတစ်ချက်တန်ဒီမှာငါးချက်တန်တော့မှနှမျိုးနှစ်စားရှိအနောက်ကဒီလိုမျိုးနောက်ပိုင်းလူတွေဆိုလို့ရှိရင်တော့နောက်ပိုင်းကလေးတွေဆိုဒီဟာတွေမြင်ဘူးမှမဟုတ်တော့ဘူးအားကြောင့်လည်းကျွန်မတွေ့တုံးလေးအမတ်တရလေးရိုက်ထားတာပါရှင်20တန်းငါးချက်တန်နောက်တစ်မျိုးဟိုကျွန်မတော့ခုမှမြင်ဘူးကတော့ဒီငါးချက်တန်ဟိုဒီငါးချက်တန်တော်လာလား15ချက်တန်ဒါတော့ကျွန်မတို့ခင်မှာတုံးနေတဲ့ပတ်စံလေးပေါ့3-4နှစ်အရွယ်တုန်းက4-5နှစ်အရွယ်လောက်တုန်းကတုံးတဲ့ပတ်စံလေးတွေ20တန်း35ချက်တန်း35ချက်တန်းရှင်းနေနော်45ချက်တန်းနဲ့ဒါစင်းလိုက်စီထား45ချက်တန်း90ချက်တန်းဒါ85ချက်တန်းအုပ်လိုက်ရှိရ85ချက်တန်းအုပ်လိုက်ရှိအနောက်ဘက်ကဒီလိုမျိုးလေးဟောဒီလိုအရှိရတော့ဒီလိုမျိုးကြောဖက်ကဒီလိုမျိုးပေးတော့သူ့ပတ်စံနေဘယ်နားမှာတော့တင်ထားလဲမလဲဒါလေးက25ချက်တန်းနဲ့အုပ်လိုက်တည်ရှိရတာမသိပါကျောဖက်ကလည်းမျိုး Union of Burma Band 25 check ပတ်စံတာလေးချစ်ကလေး